မင်္ဂလေးသည်သူမ၏လှို့ဝှက်စွာလက်ထပ်ထားသောခင်ပွန်းဖြစ်သူမှာညစာစားပွဲသို့ရောက်ရှိလာသည်ကိုတွေ့လိုက်ရပြီးအံ့ဩသွားခဲ့သည်သူမကမတိဟန်ဆောင်နေစဉ်သူမ၏သူထေးစရုပ်ဖြစ်သူကသူမ၏ခါးကိုဖက်ရန်ကြိုးစားလာသောကြောင့်ရှောင်တိန်ခဲ့ရသည်ထို့နောက်သူမကခင်ပွန်းဖြစ်သူအားယဉ်ကျေးစွာနှုတ်ဆက်ခဲ့ရစေမှလည်းဇနီးဖြစ်သူ၏တရုပ်ဆောင်မှုကိုလိုက်ပါလှုပ်ဆောင်ရန်မှလွဲ၍အခြားရွေးချယ်စရာမရှိခဲ့ပေစရုပ်သည်ဇနီးဖြစ်သူအားအခြားသူများကအရက်တင်းတိုက်ရန်ကြိုးစားပြီးမထီမဲ့မြင်ပြုသည့်အခါတွင်ခွင့်မလွတ်နိုင်ဖြစ်ခဲ့သည်လူတိုင်းကသူမကိုပံ့ပိုးပေးလိုရတာဖြစ်ကြောင်းအကြောင်းပြချက်များပေးတော်လဲဆိုကထိုအကြောင်းပြချက်ကိုလက်မခံဘဲကင်း၏ယင်းနှိမ့်မြုပ်နှံမှုကိုချက်ချင်းရုပ်သိမ်းရန်ဆုံးဖြတ်ခဲ့သည်နောက်တစ်နေ့တွင်ခင်မွန်းဖြစ်သူသည်လုပ်ငန်းခရီးစဉ်တစ်ခုသို့ရောက်ရှိနေစဉ်သူမ၏ဇနီးဖြစ်သူမှာစကိုင်းမင်းဝစ်စုံကိုဝေဖန်သူထံမှဝိုင်းနီးပက်ဖြန်းခြင်းကိုခံခဲ့ရသည့်ထိုမျိုးသမီးကသူမ၏ဝစ်စုံကိုဈေးပေါ်သောဒုတိယလက်အဝတ်အစားဟုမထီမဲ့မြင်ပြုခဲ့သည်ခင်မွန်းဖြစ်သူသည်ထိုမြင်ကွင်းကိုမြင်တွေ့ပြီးနောက်အလွန်စိတ်မကောင်းဖြစ်သွားခဲ့ပြီးသူ၏လက်ထောက်အားထိတ်တန့်အဆင့်ရှိသောပွဲတက်ဝစ်စုံကောင်းတစ်စုံကိုပေးပို့စေခဲ့သည်ဝစ်စုံရောက်လာသောအခါစကိုင်းမင်းဖြစ်သူကသူမထက်အဆင့်တန်းမြင့်သည်ဟုယူဆကဝစ်စုံကိုရယူရန်ကြိုးစားခဲ့တော်လဲလက်ထောက်ကညှင်းပယ်ခဲ့သည်ထို့နောက်မိန်းကလေးသည်ဝစ်စုံကိုဝစ်ဆင်ပြီးနောက်အနီးအနားရှိအကယ်ဒမီဆူရတရုတ်ဆောင်တဦးထံတွားရောက်ကျေးဇူးတင်စကားပြောကြားခဲ့သည်သို့တော်လဲထိုတရုတ်ဆောင်ကဤမျှဈေးကြီးသောဝစ်စုံကိုသူမဝယ်နိုင်ကြောင်းသူမဟုတ်ကြောင်းပြောကြားခဲ့သည်အမျိုးသမီးကအနောက်သို့လှည့်ကြည့်လိုက်သောအခါထိုအဝတ်အစားကိုဝယ်ယူပေးခဲ့သူမှာသူမ၏ခင်ပွန်းဖြစ်သူကိုယ်တိုင်ဖြစ်ကြောင်းချက်ချင်းသိရှိသွားခဲ့သည်ခင်ပွန်းဖြစ်သူမှာသူမ၏နောက်ွယ်တွင်တည်ငြိမ်စွာရပ်နေခဲ့သည်